အားလုံးမင်္ဂလာပါအခုမြောက်ပေးသွားရှင်တာကတော့သီရိလင်္ကာတီဟိုနိုင်ငံကတရားရိပ်သာဘုန်းတော်ကြီးကျောင်းသို့မဟုတ် meditation center အကြောင်းကိုရက်ကူတင်ပြပေးသွားမှာဖြစ်ပါတယ်မြန်မာနဲ့သီရိလင်္ကာကသုံးတဲ့ပယံပပုစီယာတွေရဲ့ပန်းရှိုးအခက်လက်တွေဟာတူနေကြတာကိုတွေ့မြင်ရပါတယ်သူတို့နိုင်ငံကဘွေချောင်းဝင်းတွေဟာမကျင့်မကျဲတပိုင်းတနိုင်ပြုလုပ်ထားကြတာတွေလည်းတွေ့ရပါတယ်ဒါကတော့ဝင်ဝင်ချင်းဖဏထားရနေရာကိုယခုလိုစနစ်တကျပြုလုပ်ထားတာတွေ့ရပါတယ်ဒီပေါ်ဘက်ကတော့သူတို့နိုင်ငံဘုံကြီးကျောင်းတစ်ကျောင်းဖြစ်ဖို့အချက်၃ချက်တည်းကတစ်ခုဖြစ်တဲ့စီရီတော်ပဲဖြစ်ပါတယ်ပယံဆရာတွေရဲ့လက်ရကောင်းမှုကိုလည်းအခုလိုကြီးညိုပွဲရဖူးမြင်ရတာဖြစ်ပါတယ်ဒါကတော့သူတို့နိုင်ငံဘုန်းကြီးကျောင်းတစ်ကျောင်းမှာမပါမဖြစ်ဒုတိယချက်ဖြစ်တဲ့ညောင်မြင်ပဲဖြစ်ပါတယ်တစ်ပင်ပန်းပင်တွေကိုလည်းဥယျာဉ်ပန်းမှန်အဖြစ်စိုက်ထားတာတွေအများအပြားတွေ့ရတာဖြစ်ပါတယ်လက်ရမြောက်လွန်းတဲ့မွေပတ်ပြားကိုလည်းဖူးမြင်နေရတာဖြစ်ပါတယ်ကျောင်းရဲ့တွင်ခန်းကိုလည်းလိုက်ကြည့်အောင်ပါဒါကတော့အပြင်အခန်းဖြစ်ပါတယ်ဒါကတော့ကျောင်းဝန်းထဲဓမ္မယုံအသေးစားသို့မဟုတ်အာဂန္တုကတွေကြွာလာတဲ့အခါနားရန်အာဂန္တုကဆောင်ဖြစ်ပါတယ်ပစ္စည်းဝတ္ထုတိုင်းဟာတစ်လွင်တောက်ပါပြီးတန်ရှင်းတရနေတာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်သူတို့လူမျိုးဟာအရန်တန်ရှင်းတရတဲ့အရာတွေကိုကြိုက်တာလည်းဖြစ်ပါတယ်ဒါကတော့သီလပေးတရားဟောပရိယွတ်အစာရှိသည့်ပြုလုပ်တဲ့ရာခံပါဒါကတော့ဆွမ်းစားကြွားတဲ့အခါပင်းဆောင်တဲ့ဆွဲတော်ပါအနောက်အခါမိဘူးဆောင်တဲ့တန်ဃာရီနေတဲ့အဆောင်ကိုလည်းကြည့်ရအောင်ပါအခုမြင်တွေ့နေရတာကတော့တန်ဃာရီဆွမ်းစားတဲ့ဆောင်ဖြစ်ပါတယ်ဒီနေရာမှာမြန်မာနဲ့မတူတာကတော့စပားဝိုင်းနဲ့မဟုတ်ပဲအခုလိုကလထိုင်နဲ့ပုံမိကြတာဖြစ်ပါတယ်ဒါကတော့မိဘချောင်းကအတွဲမြန်မာတန်ဃာတော်တွေကိုထားတဲ့အခန်းတွေပဲဖြစ်ပါတယ်ဒါကတော့မြန်မာတန်ဃာတော်များအိတ်ခမ်းနဲ့စားလုပ်ကြတဲ့အခန်းပဲဖြစ်ပါတယ်ဆက်လက်ပြီးသူတို့နိုင်ငံကယောဂီတွေတရားထိုင်တဲ့နေရာလဲလိုက်ကြည့်အောင်ပါ
ဒီထက်ကတော့တရားပြတဲ့နေရာယောဂီတွေတရားထိုင်တဲ့နေရာဖြစ်ပါတယ်ပလင်တော်ကိုကြောက်တော်အစင်နဲ့ပြုလုပ်ထားပြီးပစီပပူလက်ရာတွေလည်းတကယ်အပြင်းအစစ်အမှန်လို့ကောင်းမွန်လာပါတယ်ဒါကတော့ဘွားတစ်ခုရဲ့အစာမအဆုံးကိုပြထားတဲ့ပစီဖြစ်ပါတယ်ဒါကတော့အတုပကမ္မထာအထုတ်ရန်ပြထားတဲ့ပစီဖြစ်ပါတယ်ဒါကတော့ကျမကြီးအရာတရားထိုင်ရန်ခုံတွေပါကျောင်းဝင်းရဲ့နောက်ဖေးကိုလည်းလိုက်ကြည့်အောင်ပါကျောင်းနောက်ဖေးမှာလည်းအခုလိုမျိုးတန်ချင်းသားရတာတွေတွေ့မြင်နေရတာဖြစ်ပါတယ်ဒါကတော့ယေရှုရဲ့နေရာဖြစ်ပါတယ်